မြန်မာတွေအများဆုံးစားတဲ့အစားအသောက်တွေကြောင့်နည်းနည်းပြောကြည့်မလားလို့အခုကဘယ်လိုဖြစ်နေလဲဆိုတော့လူတွေကနော်ဒီအော်တိုမီယောဂါတွေကနေရာမျိုးစုံမှာဖြစ်နေတယ်အသေးမှလည်းဖြစ်တယ်ကြောက်ကပ်မှလည်းဖြစ်တယ်ဟလာမျက်စိမှလည်းဖြစ်တယ်အကုန်နော်အရေးပြားမှလည်းဖြစ်တယ်စပင်းမှလည်းဖြစ်တယ်စပင်းတွေကွက်လိုက်ကျွတ်တယ်သိုင်းရွိုက်မှလည်းဖြစ်တယ်နော်ဒါပေမဲ့အဓိကပြင်ရမယ့်နေရာတေးသေးချာချာမှတ်ထားနော်တော့ကြလိုက်မေးနေတယ်ဟာသိုင်းရွိုက်ဆိုဘာသိုင်းရွိုက်စီတောက်ရမလဲဟာအရေးပြားဆိုဘာအရေးပြား no သိတယ်မလားအဓိကပြင်ရမှာကဦးလန်းကြောင်းမှာစစ်ပွဲဖြစ်နေတာအဲ့ဒီစစ်ပွဲကြီးကိုငြိမ်အောင်လုပ်ရမှာအဓိကကဘာနဲ့လုပ်မလဲကိုစားတဲ့အစားအသောက်နဲ့လုပ်ရမယ်ဟုတ်ပြီနော်အဲ့ဒီတော့အစားအသောက်ဆိုလေလူတွေကအာကြားဘူးနာဝါနဲ့တယောက်စကားတယောက်ပြောရှုပ်ရှက်ခန်းနော်တချို့တွေကလည်းပြောတာပေါ့ဒီနေ့မနေ့တောင်ဖတ်လိုက်ပါသေးတယ်လူတယောက်က comment section မှာရေးတာတို့ကပဲတွေအကြောင်းပြောတယ်ဟာပဲကသူတို့တိမ်လုံးစားတယ်တစ်သက်လုံးစားတယ်ဘာမှမဖြစ်ဘူးမှန်ပါတယ်လူတွေကတယောက်နဲ့တယောက်မတူဘူးဟုတ်တယ်မလားโอเคဘာမှမဖြစ်ဘူးမလားစားကြိုက်တာစားဘယ်သူမှမစားနဲ့လို့မပြောဘူးဟလားသို့တော့ယောဂဖြစ်နေတဲ့လူတွေအထူးသဖြင့် autoimmune ယောဂတွေအများကြီးဖြစ်နေကြတယ် autoimmune ဖြစ်နေတဲ့လူတွေကြီးပေါင်းတက်နေတဲ့လူတွေအများကြီးပဲကြောက်ကပ်မှာကြောက်တယ်နေတဲ့လူတွေor even ဇဒွေးထွက်တဲ့ gland မှာတော့ကြောက်တယ်တဲ့လူရှိတယ်မျက်စိမှာလည်းကြောက်တယ်နေတဲ့လူရှိတယ်နော်သွေးကြောတွေမှာကြောက်တယ်ဘာဖြစ်လဲသွေးကြောတွေပိတ်ကုန်တယ်လေဟလာကျမတွေ့ဘူးမိတ်ဆွေတွေအများကြီးရှိတယ်နော်တစ်သက်လုံးသက်လွတ်စားလာပြီးတော့နှလုံးသွေးကြောတွေပိတ်ကုန်တာလေ past နေတဲ့က bypass တွေလုပ်ရတာသက်လွတ်စားတာနော်အသားစားလို့ဖြစ်တာမဟုတ်ဘူးနော်လောဆယ်ဖြစ်နေတယ်နော်အဲ့ဒီတော့ကျမဆိုလိုချင်တာကနော်ကိုဖြစ်နေတဲ့ယောဂပေါ်မှာတည်ပြီးတော့အစားအသောက်ကလေးကိုတတိထားလိုက်ရင်သက်သာရမှာပေါ့ဟုတ်တာလူတိုင်းလုပ်ရမယ်လို့ကျမမဆိုလိုပါဘူးဘာမှမဖြစ်ဘူးတစ်မျိုးလုံးစားတယ် fine okay continue eating whatever you are eating okay ပြောဆိုလိုချင်တာကနော်လူတွေကတယောက်နဲ့တယောက်လုံးဝမတူဘူးမွေးလာတဲ့အမျိုးဗီဇတွေလည်းမတူဘူးမတူတဲ့အခါမှာတယောက်မှမဖြစ်ပေမဲ့နောက်တယောက်ကဖြစ်တယ် one size fits all လို့မရဘူးအဲ့ဒီ concept ကိုနားလည်စေခြင်းလို့တချို့တွေကလည်းစွတ်တင်တာသူတို့တစ်သက်လုံးစားလာတာဘာမှဖြစ်ဘူး fine well and good well and dandy you continue စားသို့တော့နော်ယောဂတွေနဲ့ပလက်လန်နေတဲ့လူတွေအများကြီးပဲအဲ့ဒီတော့အဲ့ဒီလူတွေအတွက်နော်ကျမရေးဘ ഹു တုတရှိဖို့ငါဘာတွေစားနေလဲငါယောဂနဲ့ကြိုက်မကြိုက်အဲ့ဒါကိုချိန်တတ်အောင်ဘ ഹു တုတပေးနေတာနော် absolutely မစားရဘူးလို့ပြောတာမဟုတ်ဘူးပြဿနာမရှိရင်စားကြိုက်တဲ့လောက်စားနေလဲစားညလဲစားကြိုက်တဲ့လောက်စားသို့တော့ပြဿနာရှိရင်ဒါကြောင့်ဖြစ်နိုင်နေဆိုရင်ခံရတာနဲ့မတန်ဘူးအဲ့ဒါကိုပြောတာဘယ်သူမှဒါမစားနဲ့လို့မပြောဘူးစားကျင်သလားစားကြိုက်သလားစားကိုနဲ့တဲ့ရယ်စား fine ဟုတ်လားဒါပေမဲ့ယောဂသိမ့်များတဲ့လူကြတော့ကုလို့မဆုံးဘူးလေဟုတ်တယ်မလားယောဂတွေဖြစ်အကြီးပေါင်းနေတဲ့ဆေးတွေတော့မသက်တာဘူးလေ whyဒီအစာတွေကြောင့်ဖြစ်နေတာကိုအဲ့တော့အဲ့ဒါလေးကိုသိရင်သက်သာရပါစေတော့ဆိုတဲ့စေတနာလေးနဲ့ပြောပြတာโอเคအတိုက်ခံပြောခြင်းလဲလာမဖတ်နဲ့ပေါ့ကျွန်မရေးတာလေဟုတ်တယ်မလားဘာမှဝင်ဖတ်နေစရာအကြောင်းမရှိဘူးလေနားလည်းမထောင်နဲ့ဝင်လည်းမဖတ်နဲ့ကိုကြိုက်တာကိုလုပ်ကြတယ်ပြီးတာပဲဟုတ်တယ်မလားကဲအဲ့တော့ဒီနေ့ပြောမယ်နော်ကျမတို့များသောအားဖြင့်ကတော့เนาะဒီ internet တို့ ChatGPT တို့เนาะ AI တွေဘာတွေမှာသွားကြည့်ရင်များသောအားဖြင့်သူတို့ရှင်းပြတာဘိုးတွေစားတဲ့
နော်ဟင်းသီးဟင်းရွက်တို့ပါတို့ကျမတို့ကဗမာတွေလေဟုတ်တယ်မလားဗမာတွေဆိုတော့ကိုဗမာစားတဲ့ဟင်းသီးဟင်းရွက်ကိုမလေ့လာလို့ရှိရင်ဘယ်လိုလုပ်မလဲကျမတို့ကဘိုးတွေစားတာတိတ်မှမစားတာဟုတ်တယ်မလားကိုစားတဲ့အရွက်တွေအသီးတွေအနှံတွေဟလာစံတွေကောင်းနှင်းတွေဟလာပေကလာဟင်းတွေအုံထမင်းတွေအဲ့ဒါတွေကိုလေ့လာမှာပေါ့ဒါကိုစားနေတဲ့စားတွေလေကိုနဲ့မဆိုင်တာတွေရှောက်ဖတ်လို့ကတော့ဟိုဘုသူအချိန်ရှိရင်တော့ဖတ်ပေါ့နော်ဒါပေမဲ့တိတ်တော့အကျိုးမရှိဘူးပေါ့ဟုတ်ပလားဘုသူတတော့ရတာပေါ့အဲ့တော့ကျမကဒီနေ့ကျမတို့မြန်မာတွေစားနေကြနော်ဟင်းသီးဟင်းရွက်ဒီအကြောင်းကိုအရင်ပြောမယ်ကစွန်းရွက်ကမနေ့ကတော့ချက်စားလိုက်သေးတယ်ကျမအိမ်မှာနော်အဲ့တော့ compare လုပ်မယ်ဘာတွေလဲ oxalate နဲ့ lectin ဒီမှာထပ်ပြောမယ်နော်ဒီဓာတ်နှမျိုးကိုအဓိကထားပြီးပြောမယ်ဒီဓာတ်နှမျိုးမှာ oxalate ဆိုတာဘာလဲနော်ဒီဟင်းသီးဟင်းရွက်တွေမှာသဘာဝအဖြစ်သဘာဝနော်သူကသူပါနေပြီးသားဘာလဲ oxalic acid okay သူ့ရဲ့သတ္တိကဘာလဲစားပြီးရင်ခန္ဓာကိုယ်ထဲမှာ calcium နဲ့ပေါင်းသွားပြီးတော့နော်ဖန်ကြောက်အစအနလေးတွေဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့ဘိုင်းနာအစင်မသိရင်လူတိုင်းနာတယ်လို့မပြောဘူးနော်ဟလာတိမ်လုံးစားတယ်ဟလာအဖွားအသက်65နှစ်ရှိပြီဘာမှမဖြစ်ဘူးကြောက်ကကောင်းရင်ပြီးတော့အေးကိုယ့်အကိုပြောချင်တာပြောတယောက်နဲ့တယောက်ကမတူဘူးအမျိုးတွေကလည်းတစ်မျိုးနဲ့တစ်မျိုးဗီဇတွေကမတူဘူးယူရိုတွေတဲ့ပေမဲ့မတဲ့တဲ့လူတွေကအများကြီးပဲအဲ့တော့ဒီမတဲ့တဲ့လူတွေယောဂဖြစ်နေတဲ့လူတွေအတွက်ကိုဥတီပြီးပြောနေတာစားခြင်းသလားစားဖို့ကြိုက်သလောက်စားโอเคအဲ့တော့ဒီ oxalate စီဟာနော်ခန္ဓာကိုယ်ထဲမှာအဲ့လိုဖြစ်တတ်တော့နော်ဟိုကြောက်ဖန်စားတွေနဲ့ထိုးတာပေါ့နော်ဟလာဘိုင်းနာမယ်ဟလာဟိုအဖြစ်မယ်သိတယ်မလားစီးအိမ်ထဲမှာဆိုစီခဏသွားမယ်ဟလာစီးတွေကပူတယ်နော်ကြောက်ကမှကြောက်တယ်တကိုယ်လုံးမှကြောက်တယ်တာသူကနော်သွေးကြောတွေမှာကြောက်တယ်ရင်သွေးကြောတွေလည်းပိတ်ကုန်တယ်လေဒါကြောင့်မလို့တက်လွတ်စားတဲ့လူတွေဘာကိစ္စကြောင့်သွေးကြောပိတ်ရတာလဲအသားမစားအစီမစားပဲနဲ့ဟုတ်တယ်မလားသွေးကြောပိတ်လို့မှ stent နေထည့်ထားတဲ့လူတွေအများကြီးပဲ vegetarian တွေအဲ့တော့နော်အဲ့ဒီဟို principle လေးကိုသိရင်နော်ကိုကနည်းနည်းပါးပါးရှောင်လိုက်ရင်သက်သာတာပေါ့ဟုတ်တယ်မလားဒါပေမဲ့ကိုကလည်းတစ်သက်လုံးသက်လို့စားတယ်ဆိုတော့မရှောင်နိုင်ဘူးဆိုလဲမတတ်နိုင်ဘူးလေထည့်ကြပေါ့ stent နေနော်နောက် lectin ဆိုတာပါလေနော် lectin ဆိုတာ plant protein ဟလားဟာဘာဖြစ်သေးလဲအသားမစားလဲ protein တက်ရတယ်နော်ဒီဟင်းသီးဟင်းရွက်ကရတယ်မှန်ပါတယ်ဘယ်သူမှမငင်းပါဘူးသို့တော့ plant protein တစ်မျိုးသဘာဝအဖြစ်ပါနေတဲ့ protein တစ်မျိုး lectin သူက autoimmune ပြဿနာတွေတက်တတ်တယ်အဲ့တော့ကိုက autoimmune ယောဂရှိနေလူတွေကဒါသွားစားဘလို့ပျောက်တော့မှလဲsteroid တွေကြိုက်သလိုတောက် immunosuppressant တွေကြိုက်သလိုတောက်ဒါတွေစားနေလို့ကတော့မရဘူးရေရှည်မှာမရဘူးဟုတ်တယ်မလားအဲ့တော့ဒါတွေကိုတော့ဘာရှောင်လိုက်ရင်ယူမသက်တာဘူးလားပိုက်ဆံကုန်လည်းသက်တာမယ်ခံလည်းမခံရတော့ဘူးဟုတ်တယ်မလားအဲ့ဒီအတွက်ကြောင့်ဥတီပြီးပြောနေတာဟလာတယောက်နဲ့တယောက်မတူဘူးနော်ဖြစ်တဲ့လူတွေဖြစ်တယ်မဖြစ်တဲ့လူတွေလည်းမဖြစ်ဘူးဟလာဒါကြောင့်မလို့အစားအသောက်က one size fits all မဟုတ်ဘူး okay ပြဿနာမရှိဘူးစားကြိုက်တဲ့လောက်စားနေ့လဲစားညလဲစား okay ပြဿနာရှိရင်တော့ရှောင်လိုက်ရင်မကောင်းဘူးလားအဲ့ဒါကိုပြောနေတာအဲ့ဒီသဘောကိုမပေါက်ဘူးလူတွေကသူတို့အယူအဆနဲ့မကိုက်ဘူးဆိုရင်ဟာပေါ့နော်ဂွားတိုက်လိုက်ရေးဖို့ပဲအာသန်နေတယ် and that is wrong okay ကစွန်းရွက်အဲ့တော့တို့ကဘာဖြစ်လို့ဒီ lectin နဲ့ oxalate ကိုဥတီနေရတာလဲเนาะ oxalate ကအထူးသဖြင့်เนาะကြောက်တဲ့လူတွေကြီးပေါင်းသမားတွေအတွက် lectin က autoimmune သမားတွေအတွက်ဘာဆိုတော့ခုခေတ်မှာ autoimmune နဲ့
ကြီးပေါင်းနဲ့ဒါဖြစ်နေတာဂုတ်ကြီးပေါင်းတို့ခါကြီးပေါင်းတို့လေပင်ကြီးပေါင်းတို့ဆုံနေတာပဲအဲ့ဒါကိုတန်တရားလဲနေတယ်အဲ့တော့ဒီတန်တရားလဲတာကြီးကိုဖြတ်ချင်ရင်အစားအသောက်ကလေးကို3-4 လလောက်ဖြတ်ကြည့်လိုက်ဖြတ်ကြည့်လို့ကောင်းသွားရင်ဖြည့်ထွက်နေပြီလေဟုတ်တယ်မလားဘ누구မှလိုက်မေးစရာမလိုဘူးကိုယ်ပိုင်ဉာဏ်နဲ့သိသွားပြီအဲ့တော့လှုပ်ချင်လဲလို့မလှုပ်ချင်လဲနေဒါယူရိုသဘောโอเคပြောပြဖို့ကတို့တာဝန်အဲ့တော့ပြောပြမယ်လှုပ်ချင်လဲလို့မလှုပ်ချင်လဲနေဟုတ်ပြီလားအဲ့တော့ကစွန်းရွက်စားတော့မယ်ဆိုရင် lectin ကသူကနည်းနည်းပဲပါတယ်โอเค low ဖြစ်တယ် lectin autoimmune သမားတွေစားလို့ရတယ်တွေ့လား तू ကပြဿနာကဟင်းသီးရွက်ကနော်ကြည့် oxalate ကြတော့ तू က high ဖြစ်တယ် moderate to high ဟလားအဲ့တော့ကစွန်းရွက်ဟာနော် autoimmune သမားတွေ okay ဒါပေမဲ့ကြောက်တယ်တဲ့လူတွေကမစားနဲ့လို့တော့မပြောပါဘူးတခါတလေစားတစ်ချိန်လုံးစားမနေနဲ့ပေါ့နော်အဲ့ဒါကိုပြောတာဟုတ်ပြီလားအဲ့တော့ nutritional highlight ကစွန်းရွက်စားခြင်းအပြင်ဘာအကျိုးတွေရလဲဆိုရင် तू ကတန်ဓာတ်တွေပါတယ် vitamin A ပါတယ် antioxidant တွေပါတယ်ရှိတယ်တဲ့ဟုတ်လားဒါပေမဲ့ကိုကကြောက်တယ်နေတဲ့လူဆိုရင်တော့နည်းနည်းသတိထားပေါ့နော်တအားကြီးမစားနဲ့ပေါ့ဟုတ်တယ်မလားစားရင်လေ calcium citrate လေးကိုတောက်ပြီးစားဟုတ်ပြီနော်အဲ့ဒါလည်းခဏခဏပြောထားတယ်နော် you oxalate တွေကရှောင်ဖို့တော့သိမ့်မလွယ်ဘူးဘာကြောင့်လဲဆိုတော့ तू ကတဘာဝအားဖြင့်ဟင်းသီးဟင်းရွက်တွေမှာပါနေတာအဲ့တော့ you ကိုအသိပြီလေငါကစွန်းရွက်စားမယ်ငါငါကြောက်လဲတဲနေတယ်ဆိုရင်ဟလာစားကိုစားရမှာနော်မစားဘဲမနေနိုင်ဘူးဆိုရင် calcium citrate လေးကိုတောက်ပြီးတော့စားဟုတ်ပြီလားဟေးတန်တလွန်ရွက်ဟင်းကျူတန်တလွန်ရွက်နော် moringa leaves နော် lectin က low နော် autoimmune သမားတွေအတွက် okay oxalate ကတော့ moderate နော်ဟိုတိတ် high လည်းမဟုတ်ဘူးတိတ် low လည်းမဟုတ်ဘူးကြားထဲမှာရှိတယ် in other words တန်တလွန်ရွက်မှာလည်း oxalate content နည်းနည်းပါတယ်အဲ့တော့တို့ကဆိုလိုချင်တာကအဲ့ဒီနေ့ကျရင်ကစွန်းရွက်ကြော်ရောတန်တလွန်ရွက်ဟင်းကျူရောနှမျိုးမစားနဲ့ပေါ့ဟုတ်တယ်မလားကစွန်းရွက်စားရင်အဲ့ဒီနေ့မှာတန်တလွန်ရွက်ဗျိုင်းတူမစားနဲ့ဗျိုင်းတူစားလိုက်များဝါမှာပဲလေဟုတ်တယ်မလားဒါပေမဲ့စားကိုစားရမှဆိုရင်တော့ calcium citrate လေးတောက်ပြီးတော့စားပါဟုတ်ပြီလားဥက္ကရာယုံပရိသီလည်းသိစားတာနော်ဒုပမာတွေतू က lectin ကြတော့အတော်လေးပါတယ် moderate တွေ့လား autoimmune သမားတွေသတိထားနော်ယုံပရိသီတွေ့လားသူကပါတယ်နော်အဲ့တော့ဒီသူတို့ကပြောတယ်ဟိုတချို့တွေဆရာဝန်တွေကလည်းရေးကြတယ်ဘာဖြစ်သေးလဲ lectin ပါရင်ရေးစိမ့်မယ်ယုံပရိသီကိုဘလို့ရေးစိမ့်မလဲတညလို့နောက်ပြီးတော့သူတို့ပြောတယ် pressure cooker နဲ့ချက်ရင်တော်တော်လေးပြတ်သွားတယ် nobody cooks ယုံပရိသီ with pressure cooker ဟုတ်တယ်မလားအဲ့လိုပေါ့နော်ဒီဟိုရှောက်ပြီးမပြောနဲ့ပါစက်ထဲကရှိတာတွေဟိုဖြစ်နိုင်သလားလက်တွေ့မှာဖြစ်နိုင်သလားစဉ်းစားပြီးမှပြောပါโอเคအဲ့တော့ယုံပရိသီတချို့ကအစိမ်းအောင်တို့သေးတယ်တို့လည်းရင်တော့လုပ်ခဲ့တယ်အရန်ကောင်းတာပဲဟာယုံပရိသီလက်ဆက်လို့ရှိရင်လေမပြီးရင်လည်းအစိမ်းတို့ကောင်းမကောင်းဒါပေမဲ့ autoimmune သမားတွေနဲ့မတည့်ဘူးနော်တို့လား lectin အဲ့တော့တခါတလေစားရင်ရပါတယ်တို့ကဆိုလိုချင်တာကနော်ဘာဘလောက်ပါတယ်လဲသိထားရင်တနေ့တည်းမှာဗျိုင်းတူမစားဘူးပေါ့ဟုတ်တယ်မလားဟိုဘာခေါ်လဲဒန်တလူဒီဟင်းကျိုဒန်တလူရွက်ဟင်းကျိုလဲတောက်ယုံပရိသီလဲတို့ဆိုရင်တော့ဒုက္ခပဲနော်ဗျိုင်းတူပေါ့နော်တို့တွေကလေကြိုက်တာဟောဒီဂေါ်ဖီတို့ကကောင်းတယ်နော်အရသာရှိတယ်သိလားဂေါ်ဖီတို့က lectin လဲ low oxalate လဲ low share ပဲယူလို့စားကြမရှိဘူးဆီယာမမောင်နဲ့ဂေါ်ဖီတို့ရှိတယ်ဂေါ်ဖီတို့ is also a vegetable lectin လဲနေတယ် oxalate လဲနေတယ်တွေ့လား nutritional highlights rich in vitamin K တွေလဲပါတယ် vitamin C လဲပါတယ် folate တွေလဲပါတယ်ဟာကောင်းတယ် anti cancer property တော့ရှိတယ် share ပဲတွေ့လားဂေါ်ဖီတို့ပေါ်လဲပေါ်တယ်ပြုတ်စားကြောစားကျက်ဦးလေးနဲ့ကြောစား share ပဲတုတ်စားလည်းသိကောင်းတာယူလို့လေတုတ်ဖူးလားဂေါ်ဖီတို့ကိုတေးသေးချာရေးစေးပြီးဘာလီ
နော်ပန်းဒီလေးတစ်ချမ်းကိုလည်းဘာဘာလီဟလာပြီးရင်ဟိုဘာခေါ်လဲပန်းဒီရှာလကာရေးလေးနည်းနည်းဖြန်း okay olive oil လေးနည်းနည်းထည့်စား pepper ထည့်စားကြည့်စမ်း share ကောင်းတာတကယ်ကောင်းတာနော်ကော်ပီတုတ်တုတ်ဒါဘိုတုတ်ပေါ့နော်ဗမာတုတ်ကြတော့ငံပြာရည်ရောပစွန်ကြောက်တွေရောပါလာတယ်အာနန်နေတာပဲနော်ဒီတိုင်းစားကြည့်ရှင်းရှင်းလေးနော် food ကလေ the simpler the better နော်ရှင်းလေအရသာရှိလေဥပတ်နယ်လေပဲစားကြည့်ကော်ပီတုတ်တုတ်ဘိုတုတ်ကအဲ့လိုနော်တို့ကတံပြာရည်မညစ်ဘူးတို့က apple cider vinegar လေးထည့်တယ်နော် olive oil လေးနည်းနည်းစမ်းတယ် apple လေးနည်းနည်းစီထည့်တယ်ကော်ပီတုတ်စားကြည့်စမ်းတကယ်ကောင်းတာကော်ပီတုတ်က very safe နော် if you want to eat ကော်ပီပန်းလည်း pretty good lectin လည်း low ဖြစ်တယ် oxalate က low to moderate သူကစားလို့ရတယ်ကော်ပီတုတ်ကော်ပီပန်း okay တယ်နော်နောက်ခန္ဓာကိုယ်နဲ့လည်းအရန်တဲ့တယ်နော်ရဂျူခန္ဓာကိုရောင်ကိုင်းခြင်းကိုချပေးတယ်နော် vitamin C တွေလည်းအများကြီးကိုလီနောင်ပါလိုက်သေးတယ်ဟုတ်ပြီလားကျဟင်္ဂါဒီနော်ကျဟင်္ဂါဒီကိုကြည့်ဒါတို့ဗမာရီစားနေတဲ့ဟင်းသီးဟင်းရွက်တွေကိုပြောနေတာနော်တို့နဲ့ဆိုင်နာတွေကိုပြောတာတို့နဲ့မဆိုင်တဲ့ရွက်တွေသွားမပြောနဲ့ဘူးမှလည်းမစားဘူးလကားပဲကျဟင်္ဂါဒီကြတော့ lectin တော်တော်လေးပါတယ်တိတ်အများကြီးတော့မဟုတ်ဘူး moderate ဆိုတာဟိုအထိုက်အလျောက်ပါတယ် okay oxalate ကြတော့နေတယ်တွေ့လားအဲ့တော့ဒီ auto immune ရှိတဲ့လူတွေကကျဟင်္ဂါဒီကိုနည်းနည်းတတိထားလုံးဝမစားနဲ့လို့ပြောတော့မဟုတ်တခါတလေစားလဲ okay အဲ့တော့လူတွေကပြောတယ်ဟာ lectin ဘာဖြစ်သေးလဲဆရာဝန်တယောက်ကရေးတယ်ခါရ pressure cooker နဲ့ချက်တညရေးစိတ်ဟင်းဒီညွတ်တရားဘရူဝါမှာ pressure cooker နဲ့မချက်ဘူးဟလာ let's be practical about it okay ပဲတွေကတော့မှန်ပါတယ်မြန်မာပြည်မှာလည်း pressure cooker သုံးတဲ့အိမ်အင်မတန်နေပါတယ်ရှိတော့ရှိတယ်လေနေပါတယ် okay အဲ့တော့ဟို practical ဖြစ်တာကိုပဲပြောပေါ့နော်ဟုတ်တယ်မလားအဓိကယောဂတွေသက်သာခြင်းလားလေဟုတ်တယ်မလားအဲ့တော့ကျင်းကားဒီအဲ့တော့ဒါတွေယူတို့ကူးရင်ကူးထားကြနော် maybe တို့ဟို Facebook မှာလည်းတင်ပေးမယ်နော် to a better health မှာတင်ပေးအောင်မယ်လူတွေဝိုင်းအော်ကြသိရတယောက်တစ်ပေါက်မနေ့သိန်းကြီးခံရတယ်နော်ယူရိုတွေနဲ့you know to deal with different people I really have to tolerate quite a bit ခရမ်းဒီလာပြီခရမ်းဒီနှက်လေဟာအရင်စကော lectin content high autoimmune သမားတွေတတိထားနော် especially in skin and seeds နော်သူရဲ့အဆီနဲ့အခွန်မှာ lectin တွေအများကြီးပါတယ်အဲ့တော့ခရမ်းဒီစားခြင်းလာကြီးရဲ့ဆိုရင်အခွန်နွားကွာဟလာအခွန်နွားအထဲမှာရှိတဲ့စီရရှိရင်လည်းထုတ်ပြပေါ့နော်အဲ့ဒါဆိုရင် it won't be as bad so oxalate ကလည်းတော်တော်ပါတယ်အဲ့တော့ယူကြောက်တယ်နေတဲ့လူတွေကြီးပေါင်းသမားတွေ auto immune သမားတွေခရမ်းသီးကိုသတိထားနော်ဟုတ်ပါလားအောက်ပေါက်ခရမ်းခြင်းသီးဒါလည်းလူတိုင်းနေတိုင်းစားတာလေ lectin high နော်အဲ့တော့ခရမ်းခြင်းသီးကမစားလို့လည်းမဖြစ်ဘူးလေအိမ်တိုင်းမှာစားတာလေအဲ့တော့အမျိုးသမီးတွေအတွက်အလုပ်တော်နေနေရှုပ်တယ်ခွန်နွား okay ခွန်နွားပြီးတော့ခရမ်းခြင်းသီးကအဆီတွေထုတ်ပြည့်ရင် lectin content တော်လေးသက်သာမယ်ဟလာခရမ်းခြင်းသီးကိုလည်းဘယ်သူမှ pressure cooker နဲ့မချက်ဘူးနော်ဟုတ်ပြီလား oxalate ကြတော့လိုဖြစ်တယ်အဲ့ဒါတွေသိရမှာပေါ့နော်သိတဲ့အခါမှာယူစင်ကျင်လိုက်လို့ရှိရင်စေကန်းတစ်ချိန်လုံးသွားမနေရဘူးပေါ့ဟလာနာလို့အစစ်တွေနာလို့အော်မနေရဘူးပေါ့ဟလာကြောက်ကတ်ကြောက်တယ်လို့ဟလာပြဿနာတွေမတက်ဘူးပေါ့ဟုတ်တယ်မလားတော်တော်လေးကိုဘက်ကိုလုံနိုင်တာတွေကအများကြီးလေဟုတ်တယ်မလားအာလူကလည်းကောင်းသလားမပြောတို့ဆိုအရင်တော့ကလေအာလူနဲ့ဟိုဘာခေါ်လဲဟင်းနုံနယ်နဲ့ချက်စားဟာကောင်းမကောင်းရင်းတော့လေတို့တွေကလည်းနားမလဲဘူးလေသိရမလားမလိုက်စားဘူးငယ်တုန်းကပေါ့နော်မသိဘူးတွေ့လားအာလူက lectin content high
နော် especially in raw form တချို့ cancer ဖြစ်တဲ့လူတွေအာလူစိမ်းကိုစားကြတယ်နော် lectin တွေသိများတယ် autoimmune ပြဿနာနော်နောက်ပြီးတော့ဒီ autoimmune ကတချို့ autoimmune ယောဂတော်တော်များများက cancer တွေနဲ့လက်တွဲပြီးတော့တွားနေတယ်ဟုတ်ပြီလားအဲ့ဒါလည်းသတိထား oxalate လည်း high ဖြစ်တယ်အဲ့တော့အာလူကိုတခါတလေတော့စားပေါ့နော်တစ်ချိန်လုံးမစားနဲ့အဲ့ဒါပြောတာဟုတ်ပြီနော်ဒါယောဂရှိတဲ့လူပါအာလူတစ်သက်လုံးစားတဲ့လူတွေဘာမှဖြစ်ဘူးဘာဖြစ်သေးလဲစားတာစားဘာမှမဖြစ်တဲ့လူတွေကစားဒါပေမဲ့ယောဂဖြစ်တဲ့လူတွေအတွက်ကိုပြောနေတာဟုတ်ပြီလားဘာမှမဖြစ်သမဏိဘိုက်တွေစားကြိုက်တယ်လို့စားသိထားရင်ကောင်းတာပေါ့ဟုတ်တယ်မလားစားပြီးဘိုက်နာလာပြီးလေ oxalate crystal တွေအစာလမ်းကြောင်းကိုဟိုမှာထိုးပေါက်နေပြီ lectin တတိထားနော်အဲ့တော့ဒီသမင်မြူဖြစ်နေတဲ့လူတို့သပင်အကွက်လိုက်ကျွတ်နေတဲ့လူတို့ကြီးပေါင်းတဲ့ joints တွေနာနေတဲ့လူတွေသတိထားဖို့ပြောတာโอเคသမဏိဘိုက်တွေအတွက်ပြောနေတာမဟုတ်အာလူကိုလည်းဘလူးအားမှာ pressure cooker နဲ့မချက်ဘူးโอเคတရုတ်နန်း celery is pretty good เนาะ lectin ကလည်း low ဖြစ်တယ် oxalate က low to moderate เนาะမုံလာဥနီ lectin low ဖြစ်တယ် autoimmune သမားတွေ okay တယ် oxalate ကြတော့နဲလဲနဲနိုင်တယ်နည်းနည်းပါပါတယ်ပေါ့เนาะတိတ်မဆိုးပါဘူးဟေးနောက်တစ်ခုတဲ့တာတစ်ခုတွေးပြီဘာခေါ်လဲမုံလာဥအဖြူလေမုံလာဥနီမဟုတ်เนาะမုံလာဥအဖြူဘာခေါ်လဲတို့တွေမုံလာဥချင်ချက်တာလေ white radish or daikon တွေ့လား lectin လဲ low ဖြစ်တယ် oxalate လဲ low ဖြစ်တယ်တွေ့လားယူရိုတွေလေမုံလာဥစားလို့ရတယ်နော်မုံလာဥဟုတ်တယ်မလားပဲတောင်ရှည် how about long green beans အဲ့ဒါလည်းသိစားတာပဲနော် lectin ကနော် moderate ဖြစ်တယ် especially if undercooked မချက်ဖဲနဲ့တချို့တွေအစိမ်းတို့စားတယ်နော်ဘာခေါ်လဲပဲဒီတော့ရှိအရင်တော့တို့လည်းစားခဲ့တယ်မသိခင်တုန်းကအဲ့တော့အစိမ်းစားရင် lectin တွေအများများတယ်ဟုတ်ပြီလား oxalate ကလည်း तू ကတော်တော်လေးပါတယ်ဟုတ်ပြီလားသိထားရင်ပြီးရောလေတခါတလေစားအဲ့တော့တို့ကဆိုလိုချင်တာကနော် oxalate တို့ lectin တို့များတဲ့ဟာတွေတစ်နေ့တည်းမှာ3-4မျိုးမစားမိစေနဲ့စားလိုက်ရင်ဟာလားadditive effect ဖြစ်သွားတာပေါ့နော်တစ်ခုနဲ့ခုပေါင်းသွားပြီးတော့ပိုများသွားတာပေါ့ effect ကဟုတ်ပြီလားပဲဆောင်လျာသည့် wing beans ဟာအဲ့ဒါလေတို့အရင်တော့လေဟာတို့တာအစိမ်းလဲတို့တယ်တို့ပွားငါပြီးရင်လည်းအစိမ်းလဲတို့တယ်ခဏလေးရင်နွေးလေးဖြောပြီးတော့လဲတို့တယ်သုတ်စားလို့လဲတိတ်ကောင်းတာပဲအေးကြည့်ရအောင်မတည့်ဘူးနော်ဟိုဒါယောဂမရှိရင်ဘာမှဖြစ်ဘူးဘာမှဖြစ်တဲ့လူတွေစားယောဂရှိတဲ့လူတွေပြောတာเนาะသမင်မြူရှိတဲ့လူတို့ဗိုက်နာနေတဲ့လူတို့ကြောက်တယ်နေတဲ့လူတို့သပင်နေကျွတ်နေတဲ့လူတို့စသည်ဖြင့်ဟုတ်လားတွေ့လား lectin ကလည်း high ဖြစ်တယ် oxalate လည်းတော်တော်ပါတယ်ပဲဆောင်လေးညာသည်ဟုတ်ပြီလားကစုံကို how about ကစုံကို lectin က low ဖြစ်ပေမဲ့ oxalate high ဖြစ်တယ်ဆိုလိုချင်တာကနော်ကြောက်ကပ်မှာကြောက်တယ်နေတဲ့လူနေရာတကာမှာကြောက်တယ်နေတဲ့လူနော်သွေးကြောတွေပိတ်နေတဲ့လူအထူးသွေးကြောပိတ်တဲ့နေရာမှာကယ်လ်ဆီယမ်တွေအများရှိတယ်ကယ်လ်ဆီယမ် oxalate တွေအများကြီးရှိတယ်ကယ်လ်ဆီယမ် phosphate တွေလည်းရှိတယ်โอเคအဲ့တော့ကစုံဥကိုတစ်ခါတလေစားခြင်းစားပေါ့နော်အမြဲကြီးမစားနဲ့တို့ကအရင်တော့ကစုံသိကြိုက်တယ်တစ်ချိန်လုံးဟနာရူမနေသွားပြီးတော့ကစုံဥအဖြူရောကစုံဥခရမ်းရောင်ဟာပြုတ်စားအခုနောက်ပိုင်း I stop doing that ကြောက်လို့ oxalate က high တို့က oxalate နဲ့ကိုယ်တိုင်ထိထားတာဆိုတော့တို့ကတကယ်ကို practical experience ရှိတယ်ဟောရာကြီးနဲ့ဟုတ်ပြီလားမြစ်က pretty good နော် lectin လည်း low ဖြစ်တယ် oxalate လည်း low ဖြစ်တယ်တဲ့နော်ဘူးဒီကလည်း pretty good တွေ့လားယူရိုဘူးဒီတဲ့တယ်နော်ဘူးဒီက lectin content လည်း low ဖြစ်တယ် oxalate တွေ့လားဆီယာမစားစရာမရှိဘူးလို့သိမ့်မအောင်နဲ့နော်
coffee တော့စားလို့ရတယ် coffee bun စားလို့ရတယ်ဟိုဘူးသီးစားလို့ရတယ်ဘူးသီးချင်းဘူးသီးနဲ့ဟိုဘာခေါ်လဲဟို white radish ကလေမုံလာဥအဖြူချင်းဟင်းလေဒါကောင်းမကောင်းတွေ့လားစားစရာတွေရှိတယ်အဲ့ဒါပြောတာစားစရာမရှိဘူးဆိုထိုင်အော်နေကြတာဘူးညွန့်လည်း same thing ပဲနော် low to moderate ဂေါ်ရခါညွန့်လည်း pretty good တဲ့ဒါတွေကကြော်စားရင်ရတယ်လေဟုတ်တယ်မလားကြောက်ဖီုံဒီလည်းစားလို့ရတယ်နော်ကြောက်ဖီုံဒီတွေ့လား lectin content low oxalate content low တွေ့တယ်မလားဟာဆရာမစားစရာမရှိဘူးတို့မှစားစရာတွေမှအများကြီးရဲ့ယူရိုကမသိပဲနဲ့စုပ်អော်တာသိတယ်မလား winter melon နော် ash gourd လို့လည်းခေါ်တယ်ကြောက်ဖီုံဒီဟုတ်ပြီလားမြင်းခွာရွယ် pennyworth နော်မြင်းခွာရဲ့ lectin low ဖြစ်တယ် oxalate ကလည်း low to moderate ဆိုမဆိုးပါဘူးမြင်းခွာရွယ်တုပ် okay တယ်နော်ဒါပေမဲ့မြင်းခွာရွယ်တုပ်ရင်တို့ဗမာတွေကလေပဇွန်ကြောက်တွေလည်းထည့်တယ်ငံပြာရည်တွေလည်းထည့်တယ်ယူငံပြာရည်ထည့်ကြည့်ရင်ငံပြာရည်စိမ့်မထည့်နဲ့တော့နည်းနည်းချက်လိုက်သိလားဘာကြောင့်လဲကပ်ပါပိုးကြောက်ငံပြာရည်မစားနဲ့လို့ပြောတာမဟုတ်ဘူးနော်ဟိုဘာနော်ဥပတ်ကင်းရဟာကိုထဲ့မဲ့ငံပြာရည်ကိုနည်းနည်းချက်လိုက်နော်ဟုတ်ပြီလားနော်ပဇွန်ကြောက်ကိုလည်းအေးပေါ်လေပဇွန်ကြောက်ကလည်းဘယ်လိုလုပ်လဲစားမယ်ဆိုလဲစားပေါ့ဟလာမြင်းခွာရွက်ကလည်းမစိုးတဲ့သိလားအဲ့တော့စားစရာတွေရှိတယ်နော်ဒါမှမဟုတ်လေယူရိုကမသိပဲနဲ့စွတ်ပြီးអော်နေကြချစ်မအဲ့ဒါတွေကလည်းမနှဲရှာထားရတယ် lectin low ဖြစ်တယ် autoimmune သမားတွေ okay တယ် oxalate ကြတော့ချစ်မဝါနည်းနည်း high ဖြစ်တယ်အဲ့တော့ဒီကြောက်တယ်နေတဲ့လူတွေကြီးပေါင်းဖြစ်နေတဲ့လူတွေတခါတလေစားရင်ရပါတယ်နေချင်းနော်ဟိုတစ်ချိန်ထဲမှာများတဲ့ဟာတွေကိုတနေ့ထဲမှာစုပေါင်းပြီးမစားနဲ့ပေါ့နော်ဟုတ်တယ်မလားကင်မွန်ဂျင်မနေရှာတာဗမာတွေစားတဲ့ဟာကိုရှာတွေ့ရမလား lectin low ဖြစ်တယ် oxalate moderate ဟုတ်ပြီလားဟင်းနုနွယ် lectin low oxalate high ဖြစ်တယ်အဲ့တော့ကြီးပေါင်းသမားတွေကြောက်ကပ်မှာကြောက်တယ်နေတဲ့လူတွေသွေးကြောတွေပိတ်နေတဲ့လူတွေနော်ဟင်းနုနွယ်နဲ့အာလူနဲ့ဘရောမှသွားရောချက်မစားနဲ့တို့တွေအရင်တော့တိတ်ကောင်းတာပဲရတာအရန်ရှိကြိုက်မှချက်သိတယ်မလားဟင်းနုနွယ်ကတခါလေကြလဲခါတက်ကလေးနဲ့အာလူလေးနဲ့လေရန်ကောင်းသမင်းပူလေးနဲ့နေစားသို့တော့ယူကြီးပေါင်းရှိရင်နော်ဒီကြောက်တယ်တတ်ရင်နော်စသည်ဖြစ်နော်အဲ့ဒါတတိထားဟင်းနုနွယ်က oxalate များတယ်ဟုတ်ပြီလား lectin ကြတော့ low ဖြစ်တယ်အဲ့တော့ပြောလိုက်ရင်ဟင်းတို့တွေကိုပြောတယ်ပေါ့နော်ဟင်းရွက်ပဲစားခိုင်းနေတယ်နော်အသားတွေမစားနဲ့အသားတွေစားရင်ယောဂဖြစ်မယ်နော်ဟိုဟင်းရွက်တွေပဲစားပြောင်းပြန်ကြီးဖြစ်နေတယ်သိတယ်မလားကိုကတေးသေးချာချာသိလာတယ်နေကြပါလေကိုကလေရင်တော့မသိဘူးလေဟလာဟာဒီ expert တွေပြောတာမှန်ပါပဲဆိုပြီးတော့ expert တွေကိုအကျွေးမဲ့ရုံသူတို့ကလည်းသူတို့ interest ရှိတယ်သူတို့ interest အရန်ကို promote လုပ်တာเนาะ farming တွေကလေအဲ့ဒီတော့ကိုကဘုဒ္ဓရှိရင်ချင်းချင်းလို့ရတာပေါ့နော်ဟုတ်တယ်မလားအကျွေးမဲ့မယုံနဲ့လေဖခင်ကပြောတယ်ဘယ်သူပြောတော့မှအကျွေးမဲ့မယုံနဲ့ကိုဆရာပြောတာလည်းမယုံနဲ့ကျွန်မပြောတာလည်းမယုံနဲ့ဘယ်သူပြောတာမှမယုံနဲ့အစင်အလာကြောင့်ဆိုတာလည်းမယုံနဲ့ဖခင်စကားကိုတို့ကဟိုကာလမတော့ကိုအလွတ်ချက်ကြတာလေဘယ်သူမှမလိုက်နာပါဘူးမလိုက်နာဘူးဆရာကြီးပြောရင်ဟုတ်တယ်ပဲခေါင်းညင်နော်ဖခင်ကတေချာဟောတာလေဘယ်သူပြောတာမှမယုံနဲ့ကိုယ်တိုင်လှုပ်ကြည့်ရင်ဖြေမှန်ထွက်မယ်ဟုတ်တယ်မလားကာလမတော့အမလေးရွတ်လိုက်ကြတာဆောင်းကိုပဲတွေဖြေအမတ်တီကောင်းဂုံတူးတွေရ nobody sticks to it ပိန်းဦးလဲစားတယ်နော် lectin က low ဖြစ်တယ် oxalate very high very နော် very သူကရိုး high တော့မဟုတ်ဘူးပိန်းဦးဟုတ်တယ်မလားအဲ့တော့ပိန်းဦးကကြောက်တယ်နေတဲ့လူတွေ oxalate ပြဿနာရှိတဲ့လူတွေကြီးပေါင်းသမားတွေသတိထားဖို့တွေ့လား very နော်သူကရိုး high တော့မဟုတ်ဘူး very high ပိန်းဦးတာရိုဟုတ်လားတာရိုကဟဝိုင်းမှာသိစားတာဂျင်းကတဲ့တယ် lectin very low oxalate low ဂျင်းကတဲ့တယ်ဟုတ်လား turmeric
turmeric က lectin လိုပေမဲ့ oxalate ကြတော့တော်တော် high ဖြစ်တဲ့အထူးသဖြင့်စနွင်းမော့တို့တွေကလည်းသုံးသလားမပြောနဲ့မြန်မာတွေဆိုရင်ရှိသမျှဟင်းတွေစနွင်းတွေကိုအပြတ်ကိုပြစ်ထည့်တာလေနောက်ပိုင်းတို့တွေသုံးတော့သုံးသေးတယ်သို့တော့နည်းနည်း short လိုက်တယ်အရင်ကလောက်မသုံးတော့သူကပြောရဲစနွင်းတောက်သိတယ်မလားခါရခဏကိုရောင်ကိုင်းခြင်းကိုကြားတယ်ယဒါသူ့ရဲ့အာနိသင်တစ်မျိုးပေါ့နော်ဒါပေမဲ့ကိုကယောဂအခန့်ရှိရင်သတိထားဖို့ပါဟုတ်လားအဲ့တော့ကိုကချိန်ဆရမယ်လေသိသွားရင်ချိန်ဆလို့ရတာပေါ့မသိရင်ဟာပေါ့နော်အဝိဇ္ဇာမျက်နှာဖုံးကြီးတတ်ထားလို့ကတော့မမြင်ဘူးလေသိလည်းမသိဘူးမြင်လည်းမမြင်ဘူးနော်ဘဟုတုတရှာဖို့လည်းပြင်းတယ်နော်စာဖတ်ပါဆိုလည်းမဖတ်ချင်ဘူးလိုက်မေးတယ်နားထောင်ပါဆိုလည်းအချိန်မရှိဘူးပြောတယ်I don't know သိတယ်မလားအဲ့လိုကြီးဖြစ်နေ hot pepper နော် chili pepper ငရုတ်သီးစိမ်း lectin များတယ်နော် autoimmune သမားတွေသိမတည့်ဘူးနော်တွေ့လား in seeds and skin အဲ့တော့ယူငရုတ်သီးစိမ်းစားခြင်းနဲ့ဆိုအဆီတွေထုတ်ပြီးစား skin ကိုသွားပြီးတော့ဖြုတ်ရင်ဘာစားစရာကြံတော့မှလဲအဲ့တော့တတိထားပေါ့နော်တခါတလေစားခြင်းစား autoimmune သမားတွေ oxalate ကြတော့လိုဖြစ်တယ်ဟုတ်ပြီလားအဲ့ဒီလိုသိရမယ်လေဒီနှစ်ခုကအရေးကြီးဆုံးပဲ lectin က autoimmune နဲ့ကြီးပေါင်းနေ oxalate ကဘာလဲကြောက်တယ်တတ်တယ်ဒီဟုတ်တယ်မလားအဲ့တော့ယူရိုနော်ဒီ autoimmune သမားတွေအတွက်လည်းပြောပြီးပြီဟုတ်လားကြောက်တယ်တဲ့လူတွေအတွက်လည်းပြောပြီးပြီကြီးပေါင်းနေအတွက်လည်းပြောပြီးပြီအဲ့တော့ယူရိုကြည့်စားပေါ့ဟုတ်တယ်မလား cucumber သခွားသီးဒါတို့တွေဗမာတွေစားတာနော်သခွားသီးက lectin လည်းလိုဖြစ်တယ် oxalate လည်းလိုဖြစ်တယ်တဲ့ဟုတ်ပြီလားအခွန်လေးတော့နှွာလိုက်ပြီလား cucumber စားရင်အခွန်လေးနှွာအထဲမှာတချို့သခွားသီးရင့်နေအဆီတွေရှိတယ်အဲ့ဒီအဆီတွေကိုပါချစ်ထုတ်ပလိုက်အဲ့ဒါဆို very safe okay တို့ဆိုရင်နောက်ပိုင်းမှာ cucumber စားရင်အခွန်နှွာတယ်နောက်ပြီးတော့လေမိုဟင်းငါးစားတဲ့ဇွန်းသိတယ်မလားအဲ့ဒီဇွန်းရဲ့ဖင်ကသိကောင်းတာပဲချစ်ထုတ်တော့အထဲကအဆီတွေကိုလေချစ်ထုတ်လိုက်ဟာတကယ်ပဲရှယ်အရန်စားလို့ကောင်းတယ်ကျွတ်နဲ့သိတယ်မလားဥပတ်လည်းအရန်နေသွားတယ် cucumber စားလို့ရတွေ့လားစားကြမရှိဘူးလို့မဟောနဲ့နော်တခွားသီးစားလို့ရတယ်ဟုတ်ပြီလားတွေ့လားအဲ့ဒါလေးကိုတော့တို့တင်ပေးမယ် reference table example နော်ဒါက oxalate ဒါ lectin watercress ကဟိုပါပေါ့နော်ကစွန်းရွက်မှာ oxalate ဘယ်လောက်ပါလဲ lectin ဘယ်လောက်ပါလဲ okra cabbage ဒါနောက်မှဟိုမှာပြန်တင်ပေးမယ်ပါခေါ်လဲ to a better မှာပြန်တင်ပေးမယ်ယူတို့ပမာဏကိုသိစရာမလိုပါဘူးဒါကဟိုပါနော်သူတေသနပညာရှင်တွေအတွက်ပဲဟိုတော့နဲသလားများသလားယူတို့အဲ့လောက်ပဲသိဖို့လိုတယ်အဲ့တော့မှကိုစားတဲ့အခါမှာကိုယောဂအခြေအနေအရချင့်ချိန်တက်ရအောင်ဟုတ်ပြီလားတွေ့လား tomato တို့ potato တို့ဟာနော် autoimmune သမားတွေနဲ့တိတ်မတည့်ဘူးနော်တွေ့လားအဲ့တော့ယူရိုကဟုတ်တယ် autoimmune ဆေးတွေတောက်နေပြီဒါတွေစားရင်ယူရိုယောဂါဘယ်လိုပျောက်မှာလဲနော်ဒါဟိုမှာတင်ပေးပြီးပြီနော်ဘာခေါ်လဲ to a better health မှာထမင်းမြူနဲ့စံလုံးညိုတွေ့လား oxalate content နော်ထမင်းမြူမှာ oxalate က low ဖြစ်တယ်ဟုတ်ပြီလား lectin content ကလည်း very low ဟုတ်လားအဖြူနော်အဖြူထမင်းမြူဖွတ်ထားပြီးသားစံတဲ့တယ်ဒါပေမဲ့နော်သူကစားပြီးရင်ကြားဓာတ်တက်တယ်နော်အဲ့တော့ကြားဓာတ်မတက်အောင်အုံးစီဖြစ်ထောပတ်ဖြစ်ထည့်ပြီးချက်နောက်ပြီးတော့ပန်းသီးရှာလကာရည်လေးပါထည့်လိုက်ရင်ပိုကောင်းတယ်ဟဲ့လားအဲ့တော့ထမင်းမြူကဥပတ်မရှိဘူးโอเคဒီကြားတက်မှာကြောက်ရင်စီထည့်ပြီးချက်အုံးစီပဲဖြစ်ဝက်စီပဲဖြစ်နန်းစီပဲဖြစ် whatever စီထည့်ချက်လိုက်ရင် glycemic index ကျသွားတယ်နော်ဘုံကနေသွေးထဲမှာကြားတက်ကြီးဘုံကနေမြန်ဆန်ကြီးမတက်ဘူးထိုနည်းတူစွာပဲပေါင်မုံအဖြူစားရင်ထောပတ်တုပ်ပြီးစားထောပတ်ကဟာကိုလက်စထရောအမလေးလူတွေကကိုလက်စထရောကြောက်နေတယ်ကြောက်ရမှာကကြားကိုလက်စထရောမဟုတ်ဘူးဟုတ်ပြီလား
ပေါင်မုတ်ဖြူလဲအဲ့လိုပဲယူထောပတ်တုတ်စားလိုက်โอเคတဲ့နော်โอเคတဲ့ဆိုတာဟိုတရားဓာတ်ကြီးကစောင့်ပြီးတော့မတက်သွားဘူးထိုနည်းတူစွာထမင်းချက်တာလဲအဲ့လိုပဲဒါကြောင့်မလို့အိမ်ရှင်မတွေဘ ഹു တုတရှိရင်ကိုယ့်ရဲ့မိသားစုကျမ်းမာရေးအတွက်ပိုကောင်းတယ်ဟုတ်ပြီလားနော် white rice စားလို့ရတယ်နော်ယူတော့အဲ့တရားအော်ဟိုတရားကအော်မနေနဲ့စီလေးနည်းနည်းထည့်ချက်လိုက်ရှယ်ပဲ brown rice လာပြီးစံလုံးညိုလူတိုင်းဟာကျမ်းမာရေးအတွက်ကောင်းတယ်စံလုံးညိုစားကြဒါလူတိုင်းတစ်စက်ပြားမှာတယောက်ပြီးတယောက်လိုက် repeat လုပ်နေတာသေချာသိလို့မဟုတ်ဘူး तू ကပြောတယ်ဟိုလူပြောတယ်ဒီလူပြောတယ်အေးသေချာကြည့် what are the facts အချက်တွေကဘာတွေလဲမှန်ကန်တဲ့အချက်တွေကဘာတွေလဲသူက brown rice ဆိုတာမဖို့ရသေးဘူးသူ့မှာ brand ရှိနေတယ်အဲ့ဒီ brand မှာ lectin နေအများကြီးပါတယ် autoimmune သမားတွေနဲ့လုံးဝမတည့်ဘူး okay oxalic content high နော်ကြောက်တယ်နေတဲ့လူတွေလည်းမတည့်ဘူးကြီးပေါင်းသမားတွေနဲ့လည်းမတည့်ဘူးတွေ့လား oxalic high နော် lectin လည်း high သိပြီသိရမလား तू ကမဖွတ်ထားတော့သူတို့ကဘာကြောင့်စားခိုင်းတာလဲလူတိုင်းကအဲ့ဒါပဲစားခိုင်းတယ် whole grain နေစားနော်စံလုံးညိုစား the problem က whole grain နေကိုစံလုံးညိုမှာကို oxalate နဲ့ lectin content very high အဲ့ဒီတော့ယူရိုယောဂအခန့်ရှိရင်ကြိုက်သလောက်စေးတော့ဒါတွေစားနေရင်မပြောက်ဘူးပြန်ဖြစ်မှာပဲနားလေတယ်နော်နားလေအောင်နားထောင်ကြနောက်ပိုင်းကျယူရိုနားထောင်စေချင်တာပါဘ ഹു တုတရှိအောင်ကိုကြိုက်တာကိုလုပ်ကွာဟလာတို့ကယူရိုစားလို့လည်းမပြောဘူးမစားနဲ့လို့လည်းမပြောဘူးဘ ഹു တုတပဲပေးတာနောက်ဆုံးကြတော့ငါလှုပ်ချင်တာလှုပ်တယ် fine you go ahead ကိုပြည့်ကိုခံရမှာလေဘယ်သူမှလည်းလာမခံပေးဘူးကိုပတ်စံနေပဲကုန်မှာတွေ့လား not ideal မတင်တော်ဘူးတဲ့ autoimmune ယောဂရှိတဲ့လူတွေကြောက်တယ်နေတဲ့လူတွေအတွက်မတင်တော်ဘူးစံလုံးညိုဟလားသူတို့ပြောတယ်ဘာဖြစ်သေးလဲတညရေစိမ် fine ရေစိမ် pressure cooking nobody cooks rice with pressure cooker ဘယ်သူခါရပြဲထွက်ကုန်မှာပေါ့ rice ကို pressure cooker နဲ့သွားချက်အဲ့တော့ဟိုလက်တွေ့မလုံနိုင်တာတွေကိုရှောက်မပြောနဲ့လက်တွေ့လုံနိုင်မှပြောဟာလား pressure cooker နဲ့ဘယ်သူမှမချက်ဘူး rice ကိုဟုတ်ပြီလား how about white sticky rice ကောင်းညင်းကြတော့ကောဟာလားကောင်းညင်းအဖြူနော်အဖြူက okay တဲ့ oxalic content လို့ဖြစ်တယ်ဘာကြောင့်လဲသူကဖွတ်ထားပြီးသားလေအခွန်မပါတော့ဘူး lectin လဲလို့တွေ့တယ်မလားအဲ့တော့ကောင်းညင်းအဖြူနော်အညုံမို့ကောင်းညင်းအဖြူစားလို့ရတယ်သို့တော့နော်ကောင်းညင်းအဖြူကတရားဓာတ်တော့တက်တယ်တရားမတက်အောင်တို့ကဘယ်လိုလုပ်လဲတို့ကအမြဲအိမ်မှာကောင်းညင်းချက်တိုင်းအုံးစီထည့်ပြီးချက်တယ်အုံးစီချက်လိုက်ရင် glycemic index ကျသွားတယ်စားလို့လဲပိုကောင်းတယ်မွေးလဲမွေးတယ်ကလေးဒီတိုင်းဟိုဖွဲကြီးမဟုတ်တော့ဘူးเนาะတို့ကအုံးစီနဲ့အမြဲချက်စားတယ်เนาะကောင်းညင်းဆိုရင်အုံးစီအမြဲထည့်တယ်အုံးစီထည့်လိုက်ခြင်းအပြင်တရားဓာတ်ကဟိုမြန်ဆန်ကြီးဘုံနဲ့မတက်တော့ဘူးဟုတ်ပြီလားအဲ့တော့သူ oxalate လဲလိုဖြစ်တယ် lectin လဲလိုဖြစ်တယ်ဟုတ်ပြီလားအဲ့တော့ထမင်းအဖြူတဲ့တယ်ကောင်းညင်းအဖြူတဲ့တယ်ဟုတ်ပြီလားဒါဆိုရင်ငချိတ်ကြတော့ကို black sticky rice ငချိတ် unpolished လူတွေကပြောတယ်ငချိတ်ကလူနဲ့တိတ်တဲ့တယ်ဒီနေ့တော့မှလူတယောက်ကြီး comment section မှာရေးထားလိုက်သေးတယ် okay how about the facts ချာဘူးနာဝနဲ့ပြောမှာမဟုတ်ဘူးနော်သေးချာဒါက ChatGPT က research လုပ်ထားတာနော်ကောင်းညင်းငချိတ် oxalic content high ဟုတ်ပြီလားစံလုံးညိုလိုပဲသူကလည်းမဖွတ်ထားဘူးလေမဖွတ်ထားဘူးတော့မလို့ညိုနေတာသိတယ်မလားဟိုကောင်းညင်းငချိတ်က oxalate high ဖြစ်တယ်
lectin လဲ high ဟုတ်တယ်မလားနော်မယုံစားမှာပဲစားသဘောဟုတ်ပြီလားနော် oxalate လဲများတယ် lectin လဲများတော့ autoimmune သမားတွေနဲ့မတည့်ဘူးကြီးပေါင်းသမားတွေနဲ့မတည့်ဘူးကြောက်ကပ်မှာကြောက်တယ်နေတဲ့လူနေရာတကာမှာကြောက်တယ်နေတဲ့လူတွေနဲ့လည်းမတည့်ဟုတ်ပြီလားဒါတွေက detail နော်တေချာကိုသူတို့ကဒါဟို GP တို့က AI อ่ะဆိုတော့ခါတဲ့ detail ကိုဘယ်လောက်ပါတယ်ဆိုတာတေချာကိုပြောတာတစ်ချိန်လုံးတို့လိုက်နေတယ်ဆရာမသမင်းမစားဆိုရင်ကီနွာစားရင်ရောကီနွာနော်နိုင်ငံခြားလူတွေကီနွာက oxalate တွေများတယ် high ဖြစ်တယ်တွေ့လား oxalates are concentrated in the seed coat သူ့ရဲ့အဆီရဲ့အခွန်မှာ oxalate တွေအများကြီးပါတယ်တဲ့ဟုတ်လားဆေးလောက်ကတေးချာဆေးပေမဲ့လည်းနည်းနည်းလေးပဲရော့နိုင်တယ် lectin လည်းများတယ်တွေ့တယ်မလားအဲ့တော့ကီနွာစားရမလားဆိုရင်တို့သာဆိုရင်ကီနွာအစားသမင်းမြူတို့နော်ဘာခေါ်လဲကောင်းညင်းအဖြူတို့ပဲစားတော့မယ်စီကလေးနဲ့ထဲချက်ရှယ်ပဲအရသာလည်းရှိတယ်သွေးထဲမှာကြားတက်ကလည်းစောင့်ပြီးမတက်တော့ဘူးတွေ့လားကီနွာတော့တစ်ချိန်လုံးလိုက်မေးနေတယ် oxalate လည်း high lectin လည်း high okay ဟုတ်ပြီလားဆိုရာသူက saponin စေပါတယ် lectin လိုပဲနောက် protein တစ်မျိုးတခါတည်းဥလန်းချောင်းကို irritate လုပ်တယ်တဲ့တွေ့လားကီနွာသိအော်နေကြတာတယောက်စကားတယောက်အော်တာဘယ်သူမှလည်းတေးသေးချာစာလည်းမဖတ်ကြည့်ဘူးဟလားသူပြောလို့ဟိုလူပြောတယ်ဒီလူပြောတယ်သိရမလားရှောက်စားကြတာလေအဲ့ဒါနဲ့ဒုက္ခဖြစ်ကုန်ကြတာသိလားတပီယိုကတာကူလဲစားတယ်နော်တို့ပမာတွေဟလားတို့ကအခုကမြန်မာတွေစားတဲ့ဟာကိုပဲအဓိကထားပြီးပြောတာနိုင်ငံခြားအစာတွေကနိုင်ငံခြားမှာနေပေမဲ့မြန်မာတွေကမြန်မာစာပဲစားတာလေအဲ့ဒါကြောင့်မလို့နိုင်ငံခြားကစားလိရှိတဲ့အရွက်တွေအကြောင်းတော့ထည့်ပြီးတော့မပြောပါဘူးတပီယိုက oxalate ကနေချင်း to moderate နော် lectin ကြတော့မပါဘူးဟုတ်ပလားအဲ့တော့ autoimmune သမားတွေတဲ့တယ်ကြောက်တယ်တဲ့လူတွေကတော့တခါတလေစားရင်တော့ရပါတယ်တတိထားဟုတ်ပြီလားအဲ့တော့လူတွေမသိတာနော်မလေ့လာလို့မသိတာပေါ့နော်သိတယ်မလားဒီ high lectin content နော် brown rice ဆန်လုံးညိုရဲ့အခွန်မှာ lectin တွေအများကြီးပါတယ်အဲ့တော့ဒီ autoimmune သမားတွေကဗိုက်နာတဲ့လူတွေမတည့်ဘူးနော်အထူးသဖြင့်နော် Crohn's disease တို့ ulcerative colitis တို့ irritable bowel disease တို့ gut dysbiosis ဖြစ်နေတဲ့လူတွေ brown rice နဲ့မတည့်ဘူးစားမှာပဲဆိုရင်လည်းစားမတည့်ဘူးလို့ပဲပြောတာယူတော့ကိုမစားနဲ့လို့မပြောရဲပါဘူးအဲ့ဒါ तू က lectin တွေကလည်းပါတယ် phytic acid တွေကလည်းပါတယ်သို့ရမလားအစာမကြေဘူးဥလန်းချောင်းကိုနှိုးဆွပေးတယ်လို့ဖြစ်တယ်ဟုတ်ပြီလားနော်ဥလန်းချောင်းလည်းရောင်ကိုင်းတတ်တယ်တွေ့လားဟာရှိမိုတိုတွေနဲ့လည်းမတည့်ဘူးနော်ဟာရှိမိုတိုဖြစ်နေတဲ့လူတွေအများကြီးနော်ဥနိုင်ရန်ယိုစိတ်နေလည်းမတည့်ဘူးခန္ဓာကိုယ်ရောင်ကိုင်းနေတာအထူးသဖြင့်ကင်ဆာလူနာတွေနော်မတည့်စားခြင်းသလားစားမယ်စားပါကိုယ့်တဘောအဲ့ဒီတော့တို့ဟိုနေ့တုန်းကအမျိုးသမီးတယောက်ကမေးတယ်နော်ဒီရင်သားကင်ဆာရှိရင်စံလုံးညိုစားလို့ရလားတို့ကပြောတယ်မသိတော့ဘူးဘာကြောင့်လဲဒီရင်သားကင်ဆာကများသောအားဖြင့်လူတော်များများမှာဟာရှိမိုတိုအော်တိုအမြူးနဲ့လက်တွဲပြီးသွားနေတတ်တယ်ရင်သားကင်ဆာရှိရင်ယူဆရာဝန်စီသွားရင်သားကြီးကိုဖြတ်ပစ်မှာပဲနော်ကီမိုသီရပီတွေပေးမှာပဲဓာတ်ကင်မှာပဲဘယ်သူကမှ thyroid ကိုမစစ်တာများတယ်စစ်တဲ့ဆရာဝန်လည်းရှိချင်းရှိမယ်တိုးတော်မစစ်တာများတယ်မစစ်ကြည့်ရင်ယူပါရှိနေလားမရှိနေလားယူဘလို့သိမှာလဲအဲ့တော့ယူတုတေသနာတွေဖတ်ကြည့်ရင်နောက်ပိုင်းမှာဟာရှိမိုတိုကြီးနဲ့လက်တွဲသွားနေတဲ့
breast cancer သမားတွေမှာနော်ဒီ thyroid antibodies တွေ check လုပ်ရင်တအားတက်နေတယ်3-4တောင်တက်နေတဲ့လူတို့တွေ့ဘူးတယ်နော်မြန်မာပြည်မှာအဲ့ဒီတော့ဒီလူတွေကစံလုံးညိုစားရင်ဒုက္ခဖြစ်ပြီလေ lectin တွေအများကြီးပဲဟုတ်တယ်မလားအဲ့တော့ you cancer ကြီးကို you ဘလောက်ပဲကုသူနဲ့လက်တွဲသွားနေတဲ့ Hashimoto ကိုမထိန်နိုင်ရင်ဒီ cancer ကုသရေးကနော်ယာဂိုင်နှုံးပြည့်အောင်မြင်တယ်လို့ဘယ်လိုပြောနိုင်မှာလဲဟုတ်ပြီနော်အဲ့လိုမြင်အောင်ကြည့်ခိုင်းတာ autoimmune link breast cancer ဟုတ်ပြီလားအဲ့တော့တွေ့လားသမင်းပြူစားပါတဲ့နော်ဒီလူတွေကနော် cancer ဖြစ်နေတဲ့လူတွေဟုတ်တယ်မလားအဲ့တော့ cancer ဖြစ်ရင်ကြားတတ်တဲ့မှာကြောက်ရင်စီလေးထက်ချက်နော်ဘာစီလဲအုံးစီထက်ချက် butter ထက်ချက် ghee ထက်ချက်နော်ဟုတ်တယ်မလားအဲ့တော့ coconut rice တို့ပါတော့အမှန်ဆိုလူနဲ့တဲ့တယ်နော် coconut rice အုံးသမင်းတို့နော်ထောပတ်သမင်းတို့တဲ့တယ်ဆိုတာကြားတတ်ကြီးတအားဆောက်မတက်ဘူးဟုတ်လားဘာကြောင့် white rice စံဖြူကတက်တာလဲသူ့မှာအခွန်ကို remove လုပ်လိုက်ပြီဖွတ်ထားလိုက်ပြီဖွတ်ထားတဲ့ဆံမို့လို့ lectin တွေညော့သွားပြီ phytic acid တွေညော့သွားပြီအစာလဲကောင်းကောင်းခြေနိုင်တယ်ဟုတ်လားဒီသွေးထဲမှာကြားတတ်မြန်မတက်အောင်နော် butter ဖြစ် coconut oil ဖြစ်ထည့်ပြီးတော့ချက်လိုက်ပါဟုတ်ပြီလား it's healthy ဆက်ကြဝက်စီလဲကောင်းမှာကောင်းတို့ဆိုနောက်ပိုင်းလေသမင်းကြော်ရင်ဟလာ bacon တွေကိုချက် bacon ကထွက်လာတဲ့ဝက်စီတွေနဲ့သမင်းကြော်ကောင်းသလားမပြောနဲ့ anyway ထားလိုက်ပါတော့တွေ့လားအဲ့တော့ breast cancer လူနာတွေအတွက် breast cancer တခုတည်းမဟုတ်ဘူးနော်ဒီ autoimmune Hashimoto နဲ့သွားနေတဲ့ cancer တွေအများကြီးရှိတယ် breast cancer ovarian cancer prostate cancer နော် colon cancer thyroid cancer leukemia multiple myeloma non-Hodgkin's lymphoma စသည်ဖြင့်အဲ့ဒီ cancer တွေတော်တော်များများဟာ Hashimoto ကြီးနဲ့လက်တွဲသွားနေတဲ့အတွက်ကြောင့်နော်စံလုံးညိုဒီဟူသော brown rice ကမသင့်တော်ပါဘူးစားကြည့်ရင်စံအဖြူကိုစီထဲချက်ပြီးစားပါဟုတ်ပြီလားတွေ့လား white rice prepared with healthy fats like coconut oil or butter or ghee is a gentler ပိုပြီးတော့နူးညံ့စေတဲ့ healing option especially in the context of inflammation gut sensitivity or immune dysregulation ရန်ကောင်းတယ်နော်အဲ့ဒါယူရိုဟိုပါပေါ့နော်ဒါလုပ်ကြည့်လေဟုတ်တယ်မလားကိုယ်သဘောပါနောက်ဆုံးကြတော့နော်ကိုဆုံးဖြတ်ချက်ကိုခန္ဓာကိုပဲပိုင်နေလေဘလို့မှမပိုင်ကိုကြိုက်တာလို့ဒါပေမဲ့နော်ဟိုမြက်ကန်းကြီးလို့တော့မဖြစ်စေနဲ့ပေါ့နော်ဘုဟုတုတရှိရင်ငါနဲ့တင့်တော်သလားမတင့်တော်ဘူးလားငါယောဂာနဲ့ဟုတ်သလားမဟုတ်ဘူးလားဟိုနည်းနည်းအတိလေးရှိရင်ခန္ဓာမှာပေါ့နော်အတိမရှိပဲနဲ့ဟိုမျက်စိကန်းနေတဲ့လူဆိုလို့ရှိရင်တော့ပူဆိုးမှာပေါ့ဟဲ့လားတွေ့လား coconut rice အုံးထမင်းဟာ tasty အရသာရှိတယ် nourishing အာဟာရဓာတ်တွေနဲ့လည်းပြည့်တယ် misunderstood လူတွေကလွဲမှားစွာနဲ့ယုံကြည်တော့လွဲမှားနေတယ်ပေါ့နော်အယူဆတွေအမှန်ဆိုရင်တဲ့တယ်ဒါကြီးကနော် don't be brainwashed တွေ့တယ်မလားဟိုပြောတိုင်းမယုံနဲ့လေသေးသေးချာချာအချက်အလက်ကိုနားလေပြီးယုံသိရင်ယုံပေါ့နော်ကာလမတုတ်တန်လေအလို့မကျင့်နဲ့လေဖျားစကားကိုနားထောင်လေ think critically သေးသေးချာချာစဉ်းစားပါ ask မေးခွန်းနေမေးပါဟုတ်တယ်မလား why are traditional fads demonized while lab-made oils are promoted lab-made oils ဆိုတာကဟိုဘာလဲ grocery store တွေမှာရောင်းနေနော်စီတွေလေဟလာရေပဲစီတို့ vegetable oil တို့ soybean oil တို့နော်တခါတည်းသူတို့ဓာတုဆေးတွေမျိုးစုံနဲ့လုပ်ထားတဲ့ oil စီကသူတို့ကအရန်ကို promote လုပ်နေတယ်
တဘာဝ fat တွေကဝက်စီတို့အုံးစီတို့အဲ့ဒါတွေကတဘာဝအဆီတွေလေတဘာဝအဆီတွေက harmful မဖြစ်ဘူးနော်သူတို့ကပြေဝအဆီတွေ oxygen ဝင်စရာနေရာကိုမရှိဘူးဘာဖြစ်လို့ပြေဝအဆီလို့ခေါ်တာလဲ why is it called saturated fat there's no place for oxygen to get in and get oxidized okay ဟုတ်ပြီလား coconut rice အုံးထမင်းဟာ is not just delicious စားကောင်းရုံနဲ့မဟုတ်ဘူး it is smart eating ဉာဏ်သုံးပြီးတော့စားတာဖြစ်တယ်တွေ့လားဘလောက်ကောင်းလဲနော် breast cancer တခုတည်းမဟုတ်ဘူးနော်အားလုံးပါတယ်နော် prostate cancer ovarian cancer colon cancer leukemia thyroid cancer multiple myeloma non-Hodgkin's lymphoma အကုန်ပါတယ်ဟုတ်ပြီနော်စမ်းအဖြူစားပါတဲ့စမ်းအဖြူကိုအုံးစီကလေး or butter လေးနဲ့ချက်ပြီးစားရင်သင့်တော်ပါတယ်တဲ့ကီနွာလေဒီမှာကီနွာကအောင်မလေး oxalate တွေလည်းများတယ် lectin တွေလည်းများတယ် oxalate content very high နော်ကီနွာ lectin moderate to high ဒီဆုံးကလာဟင်းကတော့ယူရိုကိုတင်ပေးပြီးထပ်မပြောတော့ဘူးเนาะပဲထဲမှာ oxalate လဲ high lectin လဲ high ဒါပေမဲ့ဟလာဟိုတက်လို့သမားတွေကြတော့လဲရေစိမ်ပြီးချက်ပေါ့ကွယ်เนาะတတ်နိုင်ရင် pressure cooker သုံးပေါ့ကွယ်ဒါပေမဲ့เนาะရှိသမျှအသီးတွေတော့ short ထဲပေါ့ဘာကြောင့်လဲတို့တွေကလာဒီသီးစုံကလာဟင်းထဲမှာထဲတယ်အသီးတွေက oxalate လည်းများတယ် lectin လည်းများတယ်เนาะခရမ်းသီးတို့ခရမ်းကျင်သီးတို့အာလူးတို့เนาะရုံးပဒေသီးတို့ယူတော့အားလုံးပေါင်းစားလိုက်ရင်အရန်များသွားတာပေါ့ဟုတ်လားပဲဟင်းစားရမယ်ဆိုလဲဟိုပဲဟင်းပဲစားပေါ့เนาะအသီးတွေလိုက်မထဲ့နဲ့ပေါ့เนาะဟုတ်တယ်ဒါယူရိုသဘောပါကြိုက်တာလို့တချို့တွေကြတော့လည်းပြောတယ်ပဲစင်းငုံနဲ့ချက်ပါတဲ့ same thing ပဲစင်းငုံမှာလဲ oxalate တွေပါတယ် lectin လည်းပါတယ်အရသာကတော့ကွဲကျင်ကွဲမယ်သို့တော့ပဲဆိုးတာကလေ oxalate lectin တွေမကဘူး phytic acid တွေလည်းပါတယ်ခန္ဓာကိုယ်ထဲမှာ calcium phosphate stone တွေဖြစ်စေတယ်ဖြူနဲ့မဲဖြူပဲစားတော့အမေကြီးတော့စားတဲ့အရင်တော့တို့လည်းမသိဘူးတို့လည်းနောက်မှသိတာ